ဒီမီချယ်စကဲကရုပ်ရှင်ကားတစ်ခုဆိုတာထက်ပိုပါတယ်မချောနေနေရလဲဒါပြောမှဆိုသူ့ရဲ့စိတ်ကောကိုနှစ်ပြီးတော့တရုပ်ဆောင်တာအရန်ပေါ်နေတယ်ဗျဟိုသူ့ရဲ့အရှိမဖြေထားတဲ့အင်တာဗျူးလေးကြည့်ထားတဲ့လူတော့ဖြစ်တယ်ရုပ်ရှင်ဝင်ရောက်သွားတဲ့အချိန်မှာလဲသူတရုပ်ဆောင်မှုတွေနဲ့သူအရှိဟာလေးပြန်ပြီးခေါင်းနဲ့ပေါ်လာပြီးတော့လေမျက်ရည်သူ့တော့အလိုလိုကြာတာ你讲我说有不秀你呢有了屁啊怎么在这里老这样呢怎么不能这来话嘞ဒီလက်ဆောင်မျိုးစဉ်းစားကြည့်ရတဲ့အချိန်မှာဒါမချောကိုသွားပြီးတော့မြင်တာသူကိုယ်တိုင်ခံစားခဲ့တဲ့အရာတွေလေမချောတော့ကြတော့ရက်တောင်လေးဗျာရက်တောင်လေးမှာတစ်ဖက်ကတော့အမိချဲပေါ့နောက်တစ်ဖက်ကတော့သူ့လက်ရင်းမှုပါတဲ့စာလေးအစာလေးထည့်ပြလိုက်တယ်ဒါဘာမှတော့မဟုတ်ဘူးဆိုရင်မဲ့လဲတသက်စာဒါသာဝရအမတ်တရားဖြစ်နေမှာပါကဲမီအတွက်ဆိုရင်တော့မီချဲတသိန်းလုံးပဲပေးခြင်းတယ်မီချဲကတကယ်ကို awareness ရစီတဲ့ကားပါသူတို့ပေးခြင်းတဲ့ message ကတကယ်ကိုရောက်ပါတယ်ဒါအကြည့်ပြီးရဲ့လူတိုင်းကိုသိမှာပါ Let me tell you a secret. ပထမတော့ဘုံကလာဖိတ်တယ်ပေါ့လေ။နောက်မေမောကလာဖိတ်တယ်။ဒီကားလေးကငွေရဲကြည့်ချင်တယ်ဆိုတာကားကလည်းရွေချက်ကလည်းကောင်းတယ်လေ။ပြီးတော့ဒီမှာလက်ဆောင်ပေးမှာပေါ့လေ။လက်ဆောင်ပေးမှာစဉ်းစားကြည့်ရတဲ့အချိန်မှာအဓိကဒါမချောကိုသွားပြီးတော့မြင်တာ။မြင်ဆိုတာဘာလို့လဲဆိုတော့မချောအနေနဲ့ကဒါတကယ်ကြီးကိုသူကိုယ်တိုင်ခံစားခဲ့တဲ့အရာတွေလေ။ဒီမီချယ်စကဲကရုပ်ရှင်ကားတစ်ခုဆိုတာထက်ပိုပါတယ်။ဘာလို့လဲဆိုတော့ဒါကဒီ special need ကလေးတွေလည်းဒါအများကြီး awareness ပို့ဖြစ်စေတယ်ဒီ awareness ရဲ့နောက်ဆက်တွဲတွေကဘာရမလဲဆိုတော့တခြားလူမှုအတိုင်းဝိုင်းတွေကပို့ပြီးတော့ဒါလက်ခံလာမယ်ပြီးတော့သူတို့ရဲ့ရှေ့ဆက်မဲ့ဘဝမှာဒါအလောက်ကန်ခွင့်လန်းတွေပို့ပြီးတော့များလာမယ်မချောကိုယ်တိုင်ကလည်းဒါ special need ကလေးတယောက်ရဲ့ဒါမိခင်တယောက်ဖြစ်တဲ့အတွက်ဒါသူ့အနေနဲ့ကဒီကားထဲမှာပို့ပြီးတော့ကျွန်တော်ကဒီ work cover show မှာတွားကြည့်ရောလေပို့ပြီးတော့မြင်တယ်ဗျာတရုပ်ဆောင်တာတွေကစလေလုံးဝကိုတော်တော်ကြီးကိုကောင်းပါတယ်ဟောကောင်းတယ်အဲ့လက်ဆောင်ပေးပြတယ်ဆိုတာကလည်းဒါပြောမှဆိုရင်ဂုံပြူးကျင်တဲ့သဘောမျိုးပါတခြားဘာမှမပါပါဘူးဟုတ်အရန်ကြီးကိုလည်းကျင်တဲ့ဒါအများကြီးလူဖွဲ့စည်းတော့လဲဒါအရန်ကြီးကို awareness ဖြစ်စေတဲ့ကားတကားပါခင်ဗျာဟုတ်တကယ်ကိုလေပြောမှဆိုရင်ပညာပေးဆန်ပုံစံမျိုးထက်ဆိုင်ဇလန်းအသွားလာဒါကတော့မမင်းပုံရဲ့လက်စွမ်းနေပေါ့လေနော်အသက်အကြတန်ဖိုးနေမြင့်နေဒီ climate ရောက်သွားတဲ့အချိန်မှာလုံးဝကိုမျက်ရည်အကုန်လုံးကျပြီနောက်ဘေးကကြည့်လဲဘေးကလူကြည့်တော့လဲငိုနောက်ကလူကြည့်တော့တရွှုံနေအဲ့လိုပုံစံမျိုးပြီးတော့ပါရဲ့တရုပ်ဆောင်နေအကုန်လုံး cast အကုန်လုံးကလည်းတော်တော်သူကလည်းသူ့နယ်ပယ်မှာသူအမင်နေကြလူတွေပဲလေအကုန်လုံးကလည်းဒီထိတ်ဆိုလဲဒါအခုမှစပြီးတော့ဒါဒီကားမှာပထမအောင်ဆုံးပေါ့လေဒါမဲ့မထင်ရဘူးပထမဦးဆုံးလို့လားဒီ character ကိုတရုပ်ဆိုင်နိုင်တယ်တောင်ကလည်းဒီ character ဆိုတည်တိုင်းမယ်လေဟိုဟာငင်းကြမှာပဲသူတရုပ်ဆောင်နိုင်တယ်တကယ်လဲဒီမီချယ်ဇက်ရုပ်ကိုပေါ်လွင်ပါတယ်အဲ့အတွက်ဒီမီချယ်တစ်ခုလုံးအတွက်ကိုတကယ်ကိုဂုဏ်ယူပါတယ်ခင်ဗျမကျော်ဖြေထားတဲ့ interview တွေကြည့်ထားရဗျဟိုကျွန်တော်တို့အကိုတို့ကိုယ်တိုင်ကလည်းပြောမှဆိုရင်ဒါအိမ်မာနေရာထိုင်တာဒီမိဘကိုတမှုအောင်မှာပဲရှိသေးတယ်လူတွေကိုမိဘဆိုတာကတော့ဘာပြောကိုသားသမီးအသက်အရွယ်ဘယ်လောက်ပဲကြီးလေးဒါကလေးတို့ပဲထင်တော့မယ်သူတို့စိတ်ထဲမှာလေအဲ့တော့မချောနေနေရလဲဒါပြောမှဆိုသူ့ရဲ့စိတ်ကောကိုနှစ်ပြီးတော့တရုပ်ဆောင်တာအရန်ပေါ်နေတယ်ဗျဟိုသူ့ရဲ့အရှိမဖြေထားတဲ့ interview လေးကြည့်ထားတဲ့လူတော့ဖြစ်တယ်ရုပ်ရှင်ဝင်ရောက်သွားတဲ့အချိန်မှာလဲသူတရုပ်ဆောင်မှုတွေနဲ့သူအရှိဟာလေးပြန်ပြီးခေါင်းနဲ့ပေါ်လာပြီးတော့လေမျက်ရည်သူ့တော့အလိုလိုကြာတာတကယ်ကိုပါသူတို့ပေးခြင်းတဲ့ message ကတကယ်ကိုရောက်ပါတယ်ဒါအကြည့်ပြီးရဲ့လူတိုင်းကိုသိမှာပါဒါကျွန်တော်ဖြန့်ပြောရမဟုတ်ဘူးကာပြောရမဟုတ်တွားကြည့်လိုက်တာနဲ့တိကိုသိမဲ့အရာပါဒါလေဟုတ်မမင်းပုံကိုကြတော့ဒါအများတန်းသူ့ဘယ်ကားထွက်မမင်းပုံကတော့ဒါ sporting လုပ်ပေးနေကြသူကအပ်တယ်ဒါပေမဲ့မအပ်နဲ့ငါလုပ်ပေးမယ်အဲ့လိုမျိုးပေါ့မအပ်နဲ့ပုံရေးအကိုလုပ်ပေးမယ်ဆိုပြီးတော့သူ့ကားထွက်ရင်တကားဒါပေမဲ့အပြင်မှာစပြီးတော့ထိတ်တိုက်သွားပေးတာအခုတစ်ခါမှစတာအဲ့တော့အကွာတောင်လူများတဲ့စီမှာမထွက်တော့အဲ့ဒါကတော့ဘုံကလည်းဖိတ်တယ်ဆိုတော့လဲသွားရင်းနဲ့ပေးလိုက်မယ်ပေါ့လေပေးမယ်နှစ်ခုလောက်တဲ့အချိန်မှာဘယ်လိုစဉ်းစားမိလဲဆိုတော့မချောကြီးထားတဲ့စာလေးရှိတယ်သူ့ရဲ့လက်ရင်းမှုလေးရှိတယ်အောက်ကလက်မှတ်လေးတွေထိုးထားတယ်လေငါမချောတော့အဲ့ဒါလေးတွေထည့်ခြင်းတယ်ဒါပေမဲ့ဒီ audition ရဲ့သူ့ရဲ့ကာလာဒီမီချယ်ရဲ့တိုက်တဲ့အတိုင်းပဲအပြရောင်လေးအမေကိုကကျတော့တုံးတာကျတော့မချောတော့ကိုအဖြူအောင်လေးတုံးထားတယ်အမေမှားမှကြောက်လို့ဘုံကိုအရင်သွားမေးတာဘုံကြီးအဖြူအောင်တုံးထားတယ်တုံးလို့ရပါမလားအကိုတဲ့ဒီaudition ရဲ့ main color ကတော့အပြာတဲ့ဒါပေမဲ့အပြာအောင်သုံးမယ်ဆိုတော့အဖြူအောင်သုံးမယ်ဆိုတော့ရပါတယ်ပေါ့လေအကိုကအဓိကတော့အဖြူအောင်သုံးတယ်ဆိုတာအခြားမဟုတ်ဘူးမိခင်တယောက်ရဲ့ဖြူစင်တဲ့စိတ်ပြောချင်တာဒီ audition ကလေးတယောက်ရဲ့ဖြူစင်တဲ့စိတ်အစိတ်ကိုကိုစားပြုကျင်လို့အဖြူအောင်သုံးတာဒါပေမဲ့လည်းဒီက main color အပြာဖြစ်တဲ့အတွက်
အဖြူပေါ်မှာအပြာရှိတ်လေးရော soft ပင်ရောထည့်လိုက်တယ်နှစ်ခုဖန်တီးတဲ့အချိန်မှာတင်းကိုမတူအောင်ဖန်တီးရတာကိုကြောက်ဒါပေမဲ့အရင်လည်းလွဲသွားလို့မရဘူးဒီကအရင်ဆက်ဆက်ဖြစ်တဲ့ဘယ်လိုပြောမလဲအရာတစ်ခုဆိုတော့လေအရင်လည်းလွယ်လို့မရဘူးအဲ့တော့ဘုံလုံးရိုက်တဲ့လူဆိုပို့ဆိုးမှာပေါ့ဒါအများပြည်သူပြရဲ့အချိန်မှာ public ပြရဲ့လူဒီစကားတစ်ခုလုံးနည်းနည်းလေးတိတ်ဆောင်းလို့မရဘူးကိုဒီ award တစ်ခုလေးလောက်တာတော့မှတော်တော်ရုပ် view စားရဲဆိုတော့လေအဲ့နဲ့မချောတော့ကြတော့ရက်တောင်လေးဗျာရက်တောင်လေးမှာတစ်ဖက်ကတော့အမိချဲပေါ့နောက်တစ်ဖက်ကတော့သူ့လက်ရင်းမှုပါတဲ့စာလေးအဲ့စာလေးထည့်ပြလိုက်တယ်ဒါဘာမှတော့မဟုတ်ဘူးဆိုရင်မဲ့လဲတသက်စာဒါသာဝရအမတ်တရားဖြစ်နေမှာပါဟုတ်အမားတော့ငကိုတွေကသူချက်ပေါက်လာပြောပါတယ်ကျေးဇူးတင်ပါတယ်ဗောလေဒါလေးကဂုံပြုတ်ပေးရတဲ့အတွက်အတိမပြုတ်ပေးရတဲ့အတွက်ပေါ့ဟိုမှာတော့ဒီ Rock Up Show မှာတော့တိတ်ဘာမှတော့မပြောခဲ့ဘူးဘာလို့ဆိုပြောဆိုတာအင်တာလဲပြူနေတာလဲပါတယ်ပြီးတော့တခြား fan လေးလည်းပါဆိုတော့လေကိုကြောင့်ဟိုဟာဖြစ်တော့ဘူးဆိုတော့ကိုလည်းအမားကဒီမှာလက်ဆောင်လေးအော်မောင်လေးဆိုပြီးတော့သူကပြောပါတယ်အမားပိတ်ခဲ့မယ်နော်ဆိုပြီးတော့ပေးပြီးတော့ပြန်ထွက်လာတယ်ညကြမှာပဲအမားရေးဒီချာမနှုတ်ဆက်ဖြစ်လိုက်တာဒါကြောင့်ပါဆိုပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်တည်းကသူကကျေးဇူးကြောင်လာပြောပါတယ်နော်ဟုတ်အကိုကကျတော့နည်းနည်းလေး detail လေးလိုက်ကြည့်တတ်တယ်အဓိကပြောမှဆိုရင်အဲ့ကားမှာ sim တစ်ခုပါတယ်ပါလဲဆိုတော့ဟိုဟာဒီကိုနေတော့အပြင်ကနေပြန်လာတဲ့အချိန်မှာဟိုဟာပြန်မလာသေးလို့ဖုန်းဆက်တာပေါ့လေတခြားတော်တော်များများမြန်မာကတော်တော်များများမြင်ဘူးနေကြ sim ကကြတော့အိမ်ထဲ sim ကိုတစ်ခါပြမယ်ပြီးရင်နေတော့အပြင်ကနေပြန်လာတဲ့အချိန်မှာကားနဲ့ဝင်လာတစ်ခါပြမယ်ဒါပေမဲ့ဘုံရိုက်သွားတာဘယ်လိုရိုက်သွားလဲဆိုတော့ကင်မရာရှုထောက်ကရိုက်ကွက်ကအိမ်ထဲကအရာကိုလည်းမြင်နေရတူအပြင်ကနေနေလို့ပြန်လာတဲ့ကားကိုလည်းတစ်ခါလည်းမြင်ရတယ်ပြောမှဆိုဗျာစင်းတစ်ခုတည်းမှာဒီ3ခုလူများ3ခုလောက်ရိုက်ထားတဲ့ဟာအကုန်ပါသွားတယ်အဲ့ဒါလေးကတကယ်ကိုချီးကျူးစရာကောင်းတဲ့ဟာပါဘာလို့ဆိုတော့ကိုရီးယားကိုရီးယားကျတော့ဟိုးအရင်ဗီဒီယိုကားခက်တွေကအတိတ်ခွေခက်တွေကမြန်မာကားကြည့်တာလူတယောက်ဖြစ်တဲ့အတွက်ရိုးဣနေတဲ့ဟာကြားတွေကထိုးထွက်လာတဲ့ဒါဟိုအစင်းမလေးပေါ့လေပြီးတော့မင်းမုံကသူ့ရဲ့ဟိုရက်တာတော့မပြောက်ပါဘူးဇလန်းအနေမြင့်လေးစီရီကတော့ရှေတော့ထားစီရီကတော့ရှေတော့သူဇလန်းသက်ကွက်အနေမြင့်သူတန်ဖို့အနေမြင့်လုပ်လို့ရတယ်ဒါပေမဲ့မနိုင်ပြောမှဆိုရင်ဒီမီချယ်ကိုအများကြီးမျှော်လင့်မထားဘူးဇလန်းတူတာကိုကားတကားတဲ့အပြီးဇလန်းတူတာဆိုတော့သူတန်ဖို့အနေမြင့်လုပ်မယ်ဆိုတော့မှအရင်လုပ်လို့မရဘူးထင်ထားတာဒါပေမဲ့လည်းဒီတေးထဲမှာလှုပ်သွားတာတော်တော်ကြီးကိုမိုက်တယ်နောက်ခံတီးလုံးကအစားပေါ့လေတော်တော်မိုက်တယ်ဟိုတန်ဖို့အနေမြင့်လုံးဝအတက်ကြနောက်ဆုံးအဆုံးတက်လေးကလည်းတေးချစ်လေးပါပါလေးလေးနဲ့တိမ်သွားတာတကယ်ကိုတော်ပါတယ်အကုန်လုံးဆဆရထေးလေးကအစားပေါ့လေဟုတ်ကဲမီအတွက်ဆိုရင်တော့ပြောမှဆိုရင်မီချယ်တတင်းလုံးပဲပေးခြင်းတယ်။ဘာလို့သူတို့နုပညာရှင်တွေပြောသလိုပေါ့လေအကယ်မီကနက်ကြီးတယ်ပေါ့။ဒါပေမဲ့ကိုကတော့အဲ့နုပညာရှင်မဟုတ်တော့နက်ကြီးရဲ့ဆိုတော့ကိုလည်းမသိဘူး။ဒါပေမဲ့လည်းကိုပရိသတ်အနေနဲ့ audience ကြောင့်အနေနဲ့ကြည့်မယ်ဆိုရင်မီချယ်ကတကယ်ကို awareness ရစေတဲ့ကားပါ။အဲ့တော့ပထမအဦးဆုံးအကယ်မီရစေခြင်းတယ်ဆိုရင်ဒီစကားစုထိုက်တာဆိုတော့ရစေခြင်းတယ်ကျွန်တော်။ဒါအမှန်ဆုံးပြောပြတာပါ။တခြားဟာတော့မရစေခြင်းဆိုတော့မဟုတ်ဘူး။ကျွန်တော်အဓိကဒီကားအကုန်လုံးပညာချုပ်ပြီးတော့အဲ့တော့စကားစုထိုက်တာဆိုတော့ကျွန်တော်ရစေခြင်းတယ်တကယ်ကိုကောင်းကြပါတယ်တကယ်ပါကျေးဇူးအများကြီးတင်ပါတယ်ဒါကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းကျွန်တော်အတိမိတ်ဆွေတွေမှာလည်းရှိပါတယ်သူတို့ဆိုလည်းအဲ့လိုပဲခွဲခြားဆက်ဆံခံရတဲ့အခက်အခဲတွေရှိတယ်ဟိုအခုဆိုရင်ဗာပြောတာကလူမှုအဖွဲ့အစည်းမှာဟိုပုံမှန်ကိစ္စတွေဖြစ်သွားပြီပြီးတော့ဒါခွဲခြားဆက်ဆံမှုတွေအနည်းနဲ့များဒါပပသွားမှာပဲဒီကားကတကယ်ကိုလိုချင်တဲ့ awareness လိုချင်တဲ့ message အထီးရောက်ကိုရောက်တဲ့ကားပါဒီတော့ကျွန်တော်တော့တစ်ခါတော့တွားကြည့်ဖို့တော့အကြံပေးခြင်းနဲ့တိုက်တွန်းခြင်းနဲ့ဘာလို့လူမှုအကျိုးပြုတဲ့ရုပ်ရှင်ကားတစ်ခုတည်းဆိုတာလည်းပို့တယ်ဗျာရုပ်ရှင်ကားတစ်ခုကောင်းတယ်ဆိုရင်ဒါပေါက်သွားပြီးအောင်မြင်တယ်လို့ခေါ်လို့ရမယ်ဒါပေမဲ့ဒီကားအောင်မြင်မှုကရုပ်ရှင်ကားတစ်ခုရဲ့အောင်မြင်မှုမဟုတ်ဘူးဒါပြောလို့လူမှုအဖွဲ့အစည်းတစ်ခုလုံးရဲ့အောင်မြင်မှုတစ်ခုတော့ကျွန်တော်ကတော့ယူဆတယ်ခင်ဗျဟုတ်